ကိုဒါဘလို့ဖြစ်တာလဲခေကြလားစွတ်ကြလားနှောက်နေရလား အခုတကယ်ကြားစစ်ဖြစ်သွားပြီလုံးဝကြားစစ်ဖြစ်သွားပြီကွာ ဟာရောက်မှတွေ့လားအေးအဲ့ဒါငါတကြားလုံးရဲ့အစွမ်းပဲလက်တင်ဂျော်ဒကီတော့ယောက်ျားအစ်စ်ဖြစ်သွားပြီယောက်ျားအစ်စ်ကောင်များမင်းကျွေးလိုက်မယ်ဆိုရင်အဲ့တကြားလုံးအဲ့ဒါကောင်းတယ်မီးပါပွင့်သွားမယ်မင်းသဘောပေါက်လား စွမ်းမစွမ်းတော့မသိဘူးကျွန်တော် crash ကတော့ပါသွားပြီဗျာ မင်းခံလိုက်ရတော့ ဒီကြောင်တော်တော်ဆွမ်းတာပဲဗျာ အေး short တွက်လို့မရဘူး တော့ဗျာ အေးလိုက်ပါ ဒီရောနားအောင်မလဲတော့ဘူးဟာလေရင်လိုရတိကိုကာဗာတွဲဖို့စဉ်းစားနေရတာ ယတိကိုကာမတွဲဆက်ရလားကွာကိုတကယ်ယောက်ျားအစ်စ်ဖြစ်သွားပါပြီဆိုမှာယတိကမယုံဘူးလား ယုံ ကိုကြားအစ်စ်ဖြစ်မဖြစ်ယတိကိုလိုက်ပြ ကျွန်တော်တို့ဒီဟာမာချိုချင်းရဲ့ပေါ့နော်ဆောင်းရံရှောင်းရံလေးကိုပြောပြမယ်ဆိုရင်တော့ဖြင့်ဒီကောင်ကဘာဖြစ်လဲဆိုတော့ဟိုအဓိကသူ့ကိုဖွဲ့စည်းထားတာကဖော်ထုတ်ထားတာကဂျင်းစင်ဆေးမြင့်နဲ့ကော်ဖီနဲ့ပေါ့နော်အဓိကအဲ့ဒါနဲ့ကျွန်တော်ဖော်စပ်ထားတယ်ရှောင်းရံဘာတွေလဲဆိုတာကတော့အယ်ကိုဟောနဲ့လုံးဝမတည့်ပါဘူးအယ်ကိုဟောတောက်မယ်ဆိုရင်ဒီချိုချင်းကိုကျွန်တော်မိဝဲလို့မရဘူးနောက်တစ်ခုကဟိုအမျိုးသမီးတုံးဆွဲလို့မရပါဘူးအမျိုးသားအရွယ်ရောက်ပြီးသားအမျိုးသားတိုင်းတုံးဆွဲလို့ရပါတယ်ပြီးတော့သွေးတိုးရှိရဲ့လူတုံးဆောင်လို့မရပါဘူးဒါကတော့ကျွန်တော်ရှောင်ရံပေါ့နော်အဲသူ့ရဲ့ကောင်းကျိုးလေးတွေကိုကျွန်တော်ဗာပြန်ပြောပြရမလဲဆိုရင်တော့ဟိုသားသမီးယရနာမထွန်းကားနိုင်ဘူးဆိုတော့အမျိုးသားများတော့မှသားသမီးယရနာရဝနိုင်တယ်ဒီချိုချင်းကတော့ပေါ့နော်ကာမတုခအပြည့်အဝလည်းပေးစွမ်းနိုင်တယ်လို့ပြီးတော့ဟိုကြောက်ကတ်နဲ့စီယောဂါကိုလည်းပျောက်ကင်းနိုင်ပါတယ်ဟိုပြောရမယ်ဆိုတော့ဗျာအသက်60အမျိုးသားတယောက်ကအသက်16နှစ်အလားတဒံတူသွားမယ်ဆိုတဲ့အချက်လက်တွေလည်းပါတယ်ပေါ့နော်ဒါပေမဲ့ဒီချိုချင်းကိုတုံးဆွဲပြီဆိုရင်တော့4နာရီလောက်ကြိုတင်တုံးဆွဲရမှာဖြစ်ပါတယ်သူ့ရဲ့အစွမ်းအာနိသင်က3ရက်လောက်လုံးဝတောက်ဝီးဝူးကနေသွားတဲ့အနေအထားတွေကိုဖြစ်တယ်ဆိုတာပေါ့နော်ဆိုတော့ဒါဘာကောင်းလဲမင်းရင်တော့အဲ့ဒါကောင်းတယ်ဗါတဲ့ဘာကောင်းလဲမင်းရင် ဟုတ်စိလား အဲ့ဒါကောင်းတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီဟာမာပေါ့နော် Facebook page စာမျက်နှာရဲ့မှာယူလို့ရတဲ့ဖုန်းနံပါတ်ရဲ့ကိုကျွန်တော်တို့ဒီဗီဒီယိုကလစ်လေးရဲ့အောက်မှာစာတန်းထိုးပေးထားပါမယ်အဲ့ဒီကနေဆိုရင်တော့ကျွန်တော်တို့ဟိုပါပေါ့နော်ပစ္စည်းစစ်ကြောင်းအာမခံပါတယ်ဆိုသလိုပေါ့အဲ့ဒီ link လေးမှာကျွန်တော်တို့ပေးထားတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့မှာယူနိုင်ပါပြီလို့အဲ့ဒါကိုကျွန်တော်တို့ကနေပြီးတော့သတင်းကောင်းပါတာပါ Valentine Day လေးနီးပြီဆိုတော့ခေါင်းကြီးတို့ရာငါသဘောပေါက်တယ်ဟုတ်မုန်းစိန်လိုက်တော့ဟုတ်ပြီလား